န်လင်ကိုလှုပ်ကြံရမှာအကမာသေနာပတိတနတ်ဝန်ဦးကောင်းကြဆုံးခဲ့ရတော့အလောင်းမတရားကမင်းထင်တော်တာဘွဲခံလက်ရဘလူးဘုံမှုအချုပ်ခံပြီးတော့မှတတ်တော်တွေကိုဦးစီးစေပါတယ်အဲ့ဒီကနေလောင်းမတရားကိုရိုတိုင်းရဲ့အစီအမံနဲ့တန်လင်ကိုခက်ခဲစွာရရှိခဲ့တော့လက်ရဘလူးကိုတော့လူ3000ကျော်နဲ့မျိုးဆောင်ခံထားပါလေတန်လင်ကရတဲ့အင်္ဂလိပ်ပေါ်တူဂီဘရင်ဂျီနဲ့အမှုထမ်းကလားတွေကအမြောက်တပ်သား1000ကျော်ကိုလေအမြောက်200နဲ့တကွလက်ရဘလူးစီကိုအပ်ထားတယ်လူမျိုးကြားတွေကဟန်သားတွေမင်းဘက်ကအခကြီးငွေနဲ့ဝန်တိုက်ပြီးတဲ့ကြီးစားတွေသာဖြစ်ပြီးမဲ့စစ်ရှုံးတဲ့အတွက်အဖမ်းခံတဲ့တုံးပန်းတွေဖြစ်တော့မြန်မာတပ်တွေပေါ်မကြည်နဲ့လာပါဘူးဒါအပြင်သူတို့ကိုအုပ်ချုပ်နေတဲ့ဘုံမင်းထင်တော်ထားဆိုတာကတော့ကလေးသားလူငယ်လေးတူတာဖြစ်နေတဲ့အပြင်မြန်မာမင်းရဲ့မင်းဆွေမင်းမျိုးမင်းသားလည်းမဟုတ်တာကြောင့်အလွန်ခံပြင်းပြီးတော့မှအယိုသေးတန်နေကြတယ်တခြားဘုံမှုတပ်မှုတွေကသူ့ကိုဆက်ဆံကြသလိုတန်းတူဆက်ဆံလိုကြတယ်သို့တော်လည်းလက်ရဘလူးကလက်မခံသူတို့ကဖက်လဲတကယ်မရှိသေးတာမကအရေးတယူစကားပြန်လည်ပြောဆိုခြင်းမပြုစစ်စစ်ရင်စောင့်ကြခြင်းအမိန်ပေးခြင်းအမိန်ထုတ်ပြန်ခြင်းတွေကိုသာလှုပ်လေရှိတာကိုခံစားကြလို့နာလိုခံကဖြစ်နေကြတယ်။တနေ့မှမြန်မာတပ်မှုတူကအမြောက်တက်ကအကြက်ကလားတယောက်ကိုအမြောက်ဆန်းမှုရန်အိတ်ထုတ်လာခိုင်းတယ်။စစ်စစ်ကြည့်ရှုဖို့ရောက်လာကြတဲ့လက်ရဘလူးတို့လည်းရှိနေပါတယ်။ဒီကလားအကြက်ကမြန်မာတပ်မှုခိုင်းတာကိုမလုပ်ချင်းအမြောက်ဘုံအင်္ဂလိပ်မျက်နှာကိုသာကြည့်နေတယ်။အမြောက်ဘုံကမကြည်မသာနဲ့ခွင့်ပြုမှရန်တိုက်ကိုသွားပြီးရန်တိတ်အိတ်ထုတ်လာတယ်။ဘုံမင်းတင်တော်တာတို့ကဘလို့မှမပြောကြည့်လို့သာနေကြတယ်။အဲ့ဒီအကြက်ရန်အိတ်ထမ်းလာပြီးသူတို့ရှိဘုတ်ခနဲ့ပြစ်ချလိုက်တာနဲ့လက်ရဘလူးကသူ့ရဲ့ဇက်ကိုပြင်းထန်စွာရိုက်ချလိုက်တယ်။အကြက်ကလာကငိုင်းဆိုင်ကြလို့ဝန်ရတို့လဲသွားတယ်။အမြောက်ဘုကရှိတိုးပြီးသူတို့ကြားဝင်ရဲလို့လက်ရဘလူးကိုငါလူကိုမင်းတို့စိတ်ထင်တယ်မလုံးနဲ့လို့ဆိုလာတယ်။လက်ရဘလူးကနားမလဲ။စကားပြန်ကိုမင်းမြန်းခြင်းလည်းမပြု။ရှေးကကာနေတဲ့အဲ့ဒီအင်္ဂလိပ်ကိုရင်ဝါဆောင်ဆွဲပြီးရန်နဲ့ကြီးစစ်သွတ်ပြီးတဲ့အမြောက်တဲကိုခေါင်းထဲထိုးတယ်။အမြောက်ဘုရုံးကန်တာကြောင့်မလို့ဘလူးတသားတွေဝိုင်းဝန်းဖိနှိချုပ်ထားကြတယ်။အမြောက်တက်ကကလားအများတန်းနဲ့ဆွဲပြီးပြေးလာကြတာကိုမြန်မာစစ်တီကတနက်လှန်တန်းတင်ကြီးထားစသဖြင့်ပြန်လဲဝိုင်းရံထားလိုက်ကြတယ်။အချိန်ကြီးကအမြောက်တက်နဲ့မျိုးဆောင်တက်အကြားအချင်းများတော့မဟန်တခြားဗမှုတွေစီကလည်းသတင်းပို့သူပို့ကြတယ်။မျိုးဆောင်ကတဲ့သူတို့ကြော်သူနဲ့ဂျော်ဒန်တက်တော်ရှိတို့ရဲ့လူသူအများနဲ့ရောက်လာကြပါတယ်။သို့တော်လည်းသူတို့ဗိုလ်ချုပ်ဖြစ်တဲ့မင်းတင်နွယ်ထားကိုမနိုင်အမြောက်တက်သားအင်္ဂလိပ်ပေါ်တူဂီကော်ရခါဗန်ချာပီကလားများစွာတို့ရှိမှာပဲအမြောက်ဘုကအမြောက်တဲခေါင်းဝင်လို့လက်တစ်ဖက်ကပြောင်းဝါကိုဖတ်ထားရပြီးဘလူးသားတွေကသူ့လက်တွေကိုချုပ်ထားကြလို့အမြောက်ဆန်းခြင်းခံလိုက်ရတယ်။အချက်ကလားနဲ့သူ့ဘက်ကသွေးတောက်ချုပ်ကိုဓမာခိုင်းနေတဲ့တချင်းရှူကားစဉ်တင်လိုက်ကြတယ်။ဗိုလ်ပြည့်တဲ့အင်္ဂလိပ်ပေါ်တူဂီတင်မော်ကလားအများအချုပ်မှာကြက်တီးပင်ပန်းစွာနဲ့ထားခြင်းခံရပြီးတော့လောက်ငယ်သားမခန့်လေးစားလို့သူတွေကတော့ပြင်းထန်လာတဲ့ဒဏ်ပေးခြင်းကိုခံစားလိုက်ကြရတယ်။အဲဒီကားစားလို့မင်းထင်တော်ထားဟိဆိုရင်တော့မှကလားတွေတုံနေအောင်ကြောက်ကြတယ်။ဘယ်သူမှမထိဝန်းနဲ့အလောင်းမင်းတရားကတော့ကောင်းမွန်စွာဆက်ဆံခြင်းခံရတဲ့အမြောက်ဘူကြီးတွေကလက်ရဘလူးရှိမှအမြောက်ပေါ်ခြေတစ်ပတ်တင်မိုံနဲ့ခြေပြတ်ခံရတယ်။သူ့ရှိစရွေးထွင်းရင်အာကိုဟတ်တယ်။ပုံကန်လူသူခြားတဲ့လူသူမကျင်တဲ့သူတွေကိုမသိမချင်းအသားမြင်ပြီးတော့မှစားပတ်နေလန်းခြင်းခံကြရတော့သူ့ကိုယွန်းကြောက်ကြီးဖြစ်နေကြပြီ။ KSS ဒုက္ခပေးလာတဲ့တန်လင်မျိုးကသူ့လက်ထဲမှာခေါင်းမြမမဝန်းအောင်ငြိမ်ကျသွားပါတယ်။